အောင်စရာကောင်းတော့မြန်ဆန်တဲ့အပင်မျိုးပွားနေအပင်ကိုမျိုးပွားတဲ့အခါမှာအချိန်ကြာတာအမြင့်တွေဖို့ခက်တာတွေကအားလုံးကြုံတွေ့နေရတဲ့ပြဿနာတွေပါဒါမဲ့ဒီနည်းလမ်းကတော့အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်လိုအပ်တဲ့ပစ္စည်းက၃ခုပဲရှိပါတယ်ပထမတစ်ခုကကျမ်းမာတန်ဆွမ်းပြီးတော့အကိုင်းခက်လေးတွေထွက်နေတဲ့တရကိုင်းတစ်ကိုင်းပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့အိမ်တိုင်းရဲ့မီးဖိုကြောင်မှာရှိတဲ့ကြက်သွန်တွေတူပါနောက်ဆုံးတစ်ခုကတော့စိုက်ဖို့အတွက်မြေကြီးပါပဲဒီနည်းလမ်းရဲ့လိုအပ်ချက်ကကြက်သွန်တွေမှာရှိပါတယ်ကျက်သွန်တွေကတဘာဝအတိုင်းအပင်ရဲ့ကြီးထွားမှုဟော်မုန်းတွေနဲ့အာဟာရဓာတ်တွေပါဝင်နေပါတယ်။အဲ့ဒီဟော်မုန်းတွေကအပင်အသစ်တွေမှာအမြင့်တွေထွက်လာဖို့အဓိကတာဝန်ယူပေးပါတယ်။အဲဒါကြောင့်မလို့ကျက်သွန်တွေကိုအမြင့်ထွက်စေးဖြစ်အသုံးပြုလို့ရတာပဲဖြစ်ပါတယ်။အခုကျွန်တော်ပြောပြမယ့်အဆင့်အတိုင်းသာလိုက်ပြီးတော့လုပ်ကြည့်ပါ။ပထမဆုံးအနေနဲ့တန်မာတဲ့တရကိုင်းတစ်ကိုင်းကိုရွေးချယ်ပြီးတော့ဓာတ်နဲ့အောက်ခြေပိုင်းကိုစောင်းပြီးတော့လှီးဖြတ်လိုက်ပါမယ်။ပြီးရင်တော့အမြင့်တွေထွက်ဖို့အတွက်အစင်နစ်ဖြစ်အောင်လို့အောက်ခြေပိုင်းကအရွက်တွေကိုဖယ်ရှားပေးရပါမယ်။နောက်ထပ်တစ်ဆင့်ကတော့ဂျက်သွန်နီတအူးကိုယူပြီးတော့တရကိုင်းရဲ့အောက်ခြေဝင်နိုင်လောက်တဲ့အပေါက်လေးတစ်ပေါက်ကိုဖောက်လိုက်ပါမယ်။အဲ့ဒီအပေါက်ထဲကိုတရကိုင်းကိုတက်ဆင်ရမှာပါ။ဒီဆင့်ကအရန်ကိုရေးကြည့်ပါတယ်။ဂျက်သွန်နီတွေကိုထည့်ထားတဲ့တရကိုင်းကိုပန်းဝရိယမြေကြီးတွေကိုဂယူးတစ်စိုက်ထည့်ရမှာပါ။မြေကြီးကိုတေချာဖိပြီးတော့အပင်မလင်းအောင်ထိန်းထားပေးဖို့လိုအပ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့ပုံမှန်ရေလောင်းပေးအောင်ပါပဲ။အပင်ကိုနေအောင်ကြီးရရှိတဲ့နေရာမှာထားပေးသင့်ပါတယ်။မြေကြီး6တာနဲ့ရေပြန်လောင်းပေးပါ။အဲ့လိုလုပ်ပြီးတော့10ရက်လောက်ပဲကြာတဲ့အခါမှာတော့အပင်မှာအံဩစရာကောင်းလောင်အမြင့်တွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။တရားကိုင်းကဂျက်သွန်နီရဲ့အာဟာရဓာတ်တွေကြောင့်မလို့ကြီးထွားနှုန်းပုံမြန်လာပြီးတော့အပင်အသစ်တစ်ပင်ဖြစ်တဖြည်းဖြည်းပြောင်းလဲသွားမှာပါ။ဒီနည်းလမ်းဟာအထူးအပင်မျိုးပွားစေးတွေဝယ်စရာမလိုဘဲနဲ့တဘာဝနည်းနဲ့အပင်တွေမျိုးပွားနိုင်တာကြောင့်မလို့အရန်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကြောင့်အပင်စိုက်ပျိုးရတာကိုဝါသနာပါတဲ့လူတွေအနေနဲ့ဒီနည်းလမ်းလေးကိုလက်တွေ့စမ်းကြည့်ဖို့အတွက်အကြံပြုချင်ပါတယ်ခင်ဗျာ။တရက်ပင်အပြင်တခြားအပင်တွေမှာရောအလုပ်ဖြစ်မလားဆိုတာကိုယ်တိုင်စမ်းကြည့်နိုင်ပါတယ်။